ဒီမင်းကလေးကလက်နှစ်ဖက်ကိုအားဆိုင်လိုက်တဲ့အခါမြေကြီးတွေကရွှွန့်နွံတွေရုတ်တရက်လှုပ်ရှားလာပြီးစိတ်အာရုံစူးစိုက်မှုနဲ့အတူမုံလောင်းနီအကြီးကြီးတစ်လုံးဖြည်းဖြည်းချင်းထွက်ပေါ်လာပါတယ်ဒီမင်းကလေးကအပင်တွေကိုထိန်းချုပ်နိုင်တဲ့ထူးခြားတဲ့စွမ်းအားရှိနေတာပါအဲ့ဒီနောက်ခွန်အားကြီးတဲ့မင်းကလေးရောက်လာပြီးမုံလောင်းနီကြီးကိုတစ်ချက်တည်းနဲ့ဆွဲနှုတ်ကပခုံးပေါ်မှာအသာလေးထမ်းသွားပါတယ်တကယ်တော့သူတို့အားလုံးဟာထူးခြားတဲ့စွမ်းအားရှင်တွေပါဒီရဲတိုက်ထဲမှာသူတို့လိုပဲထူးဆန်းတဲ့ကလေးတွေအများကြီးရှိပါသေးတယ်လက်ပလာနဲ့တင်ရေကိုစူပွက်အောင်လုပ်နိုင်တဲ့မိမင်းကလေးရှိတယ်ပါးစက်ထဲကပြားတွေထွေးထုတ်နိုင်တဲ့ပြားမျိုးသားရှိတယ်တကိုယ်လုံးပျောက်ကွယ်နေတဲ့မမြင်ရတဲ့လူရှိတယ်ပြီးတော့တခြားသူတွေကိုကြောက်ရွံ့ဖြစ်အောင်လုပ်နိုင်တဲ့အမွှာညီအကိုတွေလည်းရှိပါတယ်ဒီကောင်လေးကိုကြည့်လိုက်ပါဦးသူ့မျက်လုံးတွေကနေအလင်းနှန်းတွေထုတ်လွှတ်နိုင်ပြီးအဲ့ဒီအလင်းကနေပြသတဲ့ပုံရိပ်တွေကအနာဂတ်ကိုတောင်ကြိုတင်သိနိုင်ပါတယ်မစ္စဘယ်ရီကင်းကဒီထူးဆန်းတဲ့ရဲတိုက်ရဲ့အရှင်သခင်ဖြစ်ပြီးသူမဟာလည်းတာမန်လူတစ်ယောက်မဟုတ်ပါဘူးသူမဟာငှက်ကလေးအဖြစ်စိတ်ကြိုက်ပြောင်းလဲနိုင်ုံတင်မကပဲရှိုးဝက်ဆန်းကျဲတဲ့စွမ်းအားတစ်ခုကိုလည်းပိုင်ဆိုင်ထားပါတယ်ဒီစွမ်းအားရှင်တွေဟာဒီရဲတိုက်ထဲမှာနေတိုင်းနေထိုင်ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဒီနေရာရဲ့အေဂျင့်မှုကိုကောင်လေးတစ်ယောက်ကဖျက်ဆီးလိုက်ပါတယ်သူ့နာမည်ကဂျိတ်ပါသူ့အဖိုးကရုတ်တရက်ထူးထူးဆန်းဆန်းကွယ်လွန်သွားပြီးမျက်လုံးနှစ်ဖက်စလုံးအထုတ်ခံလိုက်ရပါတယ်အဖိုးကမတေခင်မှာဂျိတ်ကိုမှာသွားခဲ့တာကထူးဆန်းတဲ့ရဲတိုက်ကမစ္စဘယ်ရီကင်းကိုတေချာပေါက်ရှာဖွေဖို့ပါအဲ့ဒီမှာသူသိကျင်တဲ့အဖြေတွေရှိနေလို့ပါအဖိုးရဲ့ညွှန်ကြားချက်အတိုင်းဂျိတ်ဟာကျွန်းငယ်လေးတစ်ခုကိုရောက်လာပြီးထူးဆန်းတဲ့ရဲတိုက်ကိုရှာတွေ့ခဲ့ပေမဲ့အဲ့ဒီနေရာဟာပျက်စီးနေတဲ့အပြက်အစည်းပုံကြီးဖြစ်နေပါပြီတကယ်တော့ရဲတိုက်ဟာ1943ခုနှစ်ကတည်းကဂျာမန်စစ်တပ်ရဲ့ဖျက်ဆီးခြင်းကိုခံခဲ့ရတာပါအဲ့ဒီအချိန်မှာမင်းကလေးတစ်ယောက်ရုတ်တရက်ပေါ်လာပါတယ်ကြောက်လန့်သွားတဲ့ဂျိတ်ဟာအတင်းထွက်ပြေးရင်းလဲကျပြီးသတိလစ်သွားပါတယ်သူပြန်နိုးလာတဲ့အခါမှာတော့စွမ်းအားရှင်တွေကသူ့ကိုကူတစ်ခုတည်းခေါ်ဆောင်သွားတာကိုတွေ့ရပါတယ်တကယ်တော့ရဲတိုက်ရဲ့အဝင်ပေါက်ဟာထူးခြားတဲ့အချိန်ခီးသွားဥမင်လုံခေါင်းကနေဖြတ်သွားရတာပါမစ္စဘယ်ရီကင်းကသူ့ကိုအချိန်ကိုက်ဆောင်ဆိုင်နေခဲ့တာပါမစ္စဘယ်ရီကင်းကဂျိတ်ကိုရဲတိုက်ရဲ့ဘဝကိုတရက်တာအတွေ့အကြုံယူဖို့ခွင့်ပြုလိုက်ပါတယ်ဒီမှာသူဟာထူးဆန်းတဲ့သူငယ်ချင်းမျိုးစုံနဲ့တည်ကျွမ်းခဲ့ရပါတယ်မင်းကလေးတစ်ယောက်ကသူ့ကိုကျိုးနဲ့ချီပေးဖို့အကူအညီတောင်းတဲ့အခါထူးဆန်းတဲ့အရာဖြစ်ပျက်လာပါတယ်မင်းကလေးကလေးလံတဲ့တန်ဖိနက်တွေကိုချွတ်လိုက်တဲ့အခါလေရဲကိုမြောက်တက်သွားပါတယ်အဲ့ဒီနောက်မင်းကလေးကပိုမြင့်အောင်ပြန်တက်သွားပြီးတစ်ကိုင်းတစ်ခုရှေ့မှာရက်ကရှင်းကလေးကိုအိမ်ပြန်ပို့ပေးခဲ့ပါတယ်တကယ်တော့သူမဟာငှက်မွေးလိုပေါ့ပါတဲ့လေမင်းကလေးပါဒီရဲတိုက်ကကလေးတွေအားလုံးဟာသူမလိုပဲကိုစီစွမ်းအားတွေရှိကြပါတယ်ဒီကောင်လေးကတော့ရုပ်သေးစရာတစ်ယောက်ဖြစ်ပြီးဘလို့အယုတ်ကိုမဆိုသူ့လက်ထဲရောက်ရင်ချက်ချင်းအသက်သွင်းနိုင်ပါတယ်သူကအယုတ်နှစ်ယုတ်ထဲကိုနှလုံးသားတွေထည့်ပေးလိုက်တဲ့အခါအယုတ်တွေဟာတကယ်လှုပ်ရှားလာပါတယ်ရုပ်သေးစရာရဲ့ထိန်းချုပ်မှုအောက်မှာအန်လို့စရာကောင်းတဲ့ရုပ်သေးတိုက်ပွဲစတင်ပါတော့တယ်ထမင်းစားချိန်ရောက်တော့ဂျေလဲစွမ်းအားရှင်တွေနဲ့အတူထမင်းစားခဲ့ပြီးမတော်တဆမမြင်ရတဲ့လူရဲ့အပေါ်မှာထိုင်မိသွားပါတယ်ပြားမျိုးသားကပါးစက်ဟလိုက်တာနဲ့ပြားအုပ်ကြီးထွက်လာလို့အားလုံးကိုမနှောက်ယှက်အောင်ပိုက်ကုံဆွပြီးပြားတွေကိုပါးစက်ထဲပြန်ကုန်ထားလိုက်ရပါတယ်ဒီမင်းကလေးကကြက်ပေါင်တစ်ခုကိုယူပြီးခေါင်းနောက်ဘက်ကပါးစက်ထဲထည့်လိုက်တာခဏလေးနဲ့ပြောင်းဆင်သွားပါတယ်ဘေးနားကဂျိတ်ကတော့ကြောက်လက်နေပြီးသူကိုယ်တိုင်မှာတော့ဘာစွမ်းအားမရှိနေတာကိုမတွေ့ရသေးပါဘူးမစ္စာစားပြီးနောက်အားလုံးခြံထဲကိုထွက်လာကြပါတယ်အခုကတော့မစ္စဘယ်ရီကင်းရဲ့စွမ်းအားကိုပြသရမယ့်အချိန်ပါအားလုံးကအစိမ့်ငွေ့ကမျက်နှာဖုံးတွေတက်ထားကြပြီးမစ္စဘယ်ရီကင်းကလက်ပတ်နာရီကိုကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာကောင်းကင်ကနေတိုက်လေရင်တွေပြန်တန်းလာပြီးတစင်းကဘုံတစ်လုံးချလိုက်တာရဲတိုက်စီကိုတိတ်တိတ်ဦးတည်လာပါတယ်မစ္စဘယ်ရီကင်းကနာရီကိုနှိပ်လိုက်တဲ့အခါဘုံဟာချက်ချင်းရပ်တန့်သွားပါတယ်အချိန်တွေကအန်လို့စရာကောင်းလောက်အောင်နောက်ပြန်ဆုတ်သွားပြီးမနေ့ကစီကိုပြန်ရောက်သွားပါတယ်တကယ်တော့မစ္စဘယ်ရီကင်းဟာအချိန်ကိုထိန်းချုပ်နိုင်တဲ့အချိန်ငှက်တစ်ကောင်ပါသူမဟာရဲတိုက်ထဲမှာအချိန်စဝန်းတစ်ခုတိစောက်ထားပြီးရဲတိုက်ဘုံကျဲမခံရခင်တရက်အလိုကိုအမြဲတမ်းပတ်ချလဲနေစေတာပါဂျိတ်ကမစ္စဘယ်ရီကင်းကိုသူ့အဖိုးတေဆုံးရတဲ့အကြောင်းရင်းကိုမေးပေမဲ့သူမကမပြောပြချင်ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီထဲမှာထိတ်လန့်စရာရှိုးဝက်ချက်တစ်ခုရှိနေလို့ပါအဲ့ဒီနောက်လေမင်းကလေးကဂျိတ်ကိုခေါ်သွားပြီးခြံစည်းရိုးအပြင်ဘက်ကိုတက်ကြည့်တဲ့အခါကြောက်စရာကောင်းတဲ့မြင်ကွင်းကိုမြင်လိုက်ရပါတယ်မြတ်တော်ထဲကနေလက်ရှိချေရှည်တတဝါကြီးတစ်ကောင်ရုတ်တရက်ထွက်လာပါတယ်ဒါပေမဲ့တခြားသူတွေရဲ့မျက်လုံးထဲမှာတော့ဒီတတဝါဟာမမြင်ရပါဘူးတတဝါကြီးကပြေးဝင်လာတော့မယ့်အချိန်မှာမစ္စဘယ်ရီကင်းကမြားနဲ့ပြစ်လိုက်ပါတယ်ထိမှန်သွားတဲ့တတဝါဟာမြေကြီးပေါ်ကအမတ်အသားတွေကိုတီးတီးကြကြလဲကျသွားပါတယ်တကယ်တော့မစ္စဘယ်ရီကင်းဟာအချိန်ကိုတွက်ချက်ပြီးတတဝါရဲ့တီနေရာကိုတီးနေတာပါအဝေးကနေကြည့်နေတဲ့ဂျိတ်ကတော့အကြီးအကျယ်ကြောက်လန့်သွားပါတယ်ဘာလို့လဲဆိုတော့သူတယောက်တည်းသာအဲ့ဒီတတဝါကိုမြင်နိုင်ပြီးတခြားသူတွေကလုံးဝမမြင်ရလို့ပါမစ္စဘယ်ရီကင်းကဂျိတ်ကိုပြောပြတာကအဲ့ဒီတတဝါကိုလိညင်စားကောင်လို့ခေါ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအချို့သောစွမ်းအားရှင်တွေဟာထာဝရအသက်ကိုရဖို့အတွက်အချိန်ငှက်တစ်ကောင်ကိုဖမ်းဆီးခဲ့ပါတယ်ပြီးတော့ကြောက်စရာကောင်းတဲ့စမ်းသပ်မှုတွေကိုစတင်ခဲ့ပါတယ်စမ်းသပ်မှုရှုံးနိမ့်သွားတဲ့အတွက်အဲ့ဒီစွမ်းအားရှင်တွေဟာဝိညာဉ်စားကောင်တွေဖြစ်ကုန်ပြီးမမြင်ရတဲ့အဖြစ်ကိုရောက်သွားကြပါတယ်ဒါပေမဲ့စွမ်းအားရှင်တွေရဲ့မျက်လုံးတွေကိုစားသုံးရင်သူတို့ရဲ့ရုပ်သွင်ကိုပြန်ရနိုင်တယ်ဆိုတာကိုသူတို့သိသွားကြပါတယ်ဒါကြောင့်သူတို့ဟာစွမ်းအားရှင်တွေကိုအကြီးအကျယ်လိုက်လံတက်ဖြတ်ကြပြီးဂျိတ်ရဲ့အဖိုးဟာလည်းအဲ့ဒီလိုပဲအသက်ခံလိုက်ရတာပါမစ္စဘယ်ရီကင်းကဒီရဲတိုက်ကိုတိစောက်ခဲ့တာဟာဒီစွမ်းအားရှင်ကလေးတွေကိုကာကွယ်ဖို့အတွက်ပါအဲ့ဒီအချိန်မှာအချိန်ငှက်အဖိုးအိုတယောက်ကဝိညာဉ်စားကောင်တွေရဲတိုက်ကိုရှာတွေ့သွားပြီလို့လာပြောပါတယ်သူတို့အမြန်ဆုံးဆုတ်ခွာဖို့လုပ်ပေမဲ့နောက်ကျသွားပါပြီစံပင်ဖြူကောင်းဆောင်ကဒီနေရာကိုရှာတွေ့သွားခဲ့ပါတယ်ကလေးတွေကိုကာကွယ်ဖို့အတွက်မစ္စဘယ်ရီကင်းဟာအချိန်ငှက်အဖြစ်ပြောင်းလဲပြီးအဖမ်းခံလိုက်ရပါတယ်အဲ့ဒီနောက်ဝိညာဉ်စားကောင်ပေါ်လာတဲ့အခါဂျိတ်ကမြားနဲ့ပြစ်လိုက်ပြီးအားလုံးပြတင်းပေါက်ကနေထွက်ပြေးကြပါတယ်တဘာဝသမီးပြိုကတစ်ကိုင်းတွေကိုရှေ့ထွက်အောင်လုပ်ပြီးသူတို့အမြန်ထွက်ပြေးကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ဟာဂျာမန်စစ်တပ်ကရဲတိုက်ကိုဘုံကျဲတဲ့အချိန်ဖြစ်နေပါတယ်အရေးကြီးတဲ့အချိန်မှာလေမင်းကလေးကတန်ဖိနက်တွေကိုချုပ်ပြီးဂျိတ်ကိုခေါ်ကအောင်မြင်စွာပြန်တန်းသွားပါတယ်မစ္စဘယ်ရီကင်းကိုကယ်တင်ဖို့အတွက်သူတို့ဟာဝိညာဉ်စားကောင်တွေရဲ့ကူစီကိုရောက်လာကြပါတယ်လိညင်စားကောင်တွေကချက်ချင်းတိုက်ခိုက်လာပါတယ်လိမ္မာပါနဲ့တဲ့ကလေးတွေကနင်းဘောလုံးတွေနဲ့ပြစ်ပေါက်ပြီးရောင်စုံမုံလုံးတွေနဲ့ပတ်လိုက်တဲ့အခါတတဝါတွေဟာပုံရိပ်ပေါ်လာပါတယ်အဲ့ဒီနောက်ရုပ်သေးစရာကအယိုးစုစစ်တပ်ကိုထိန်းချုပ်ပြီးပြန်လည်တိုက်ခိုက်ပါတော့တယ်ခွန်အားကြီးတဲ့မင်းကလေးကတစ်သားမြင့်ကိုမပြီးပြစ်လိုက်တာတတဝါကိုတိတ်တိတ်ထိမှန်သွားပါတယ်အခြားတစ်ဖက်မှာတော့ဂျိတ်ဟာအချိန်ငှက်တွေကိုပိတ်လောင်ထားတဲ့အခန်းကိုရှာတွေ့သွားပြီးစံပင်ဖြူကောင်းဆောင်ဝင်မလာခင်နောက်ဆုံးအချိန်မှာအချိန်ငှက်အားလုံးကိုလွတ်ပေးလိုက်ပါတယ်
လေမင်းကလေးနဲ့ရုပ်သေးဆရာရောက်လာတဲ့အခါဒီမှာကျိန်းနှစ်ယောက်ဖြစ်နေတာကိုတွေ့ရပါတယ်တယောက်ကတော့စံပင်ဖြူကောင်းဆောင်ကအသွင်ပြောင်းထားတာပါအဲ့ဒီအချိန်မှာဝိညာဉ်စားကောင်တစ်ကောင်ရုတ်တရက်ပေါ်လာပြီးစံပင်ဖြူကောင်းဆောင်ကိုကျိတ်အမတ်နဲ့စားပစ်လိုက်ပါတယ်နောက်ဆုံးမှာတော့ကျိတ်ကများနေဖြစ်ပြီးနောက်ဆုံးဝိညာဉ်စားကောင်ကိုတက်လိုက်ပါတယ်အဲ့ဒီနောက်ကလေးတွေအားလုံးတင်မောစီးပြီးသူတို့ရဲ့ခစ်စီကိုပြန်သွားကြပါတယ်မစ္စဘယ်ရီကင်းကတော့အဝေးကနေကလေးတွေကိုကြည့်ရင်သူတို့ကိုထာဝရကာကွယ်ပေးနေပါတယ်တင်ကောဘလို့ထူးခြားတဲ့စွမ်းအားမျိုးကိုပို့ကြိုက်တယ်